ဂျပန်တရေကျွန်တော်ကတရေတအားကြောက်တတ်တာငယ်တော့အများဆိုအမေကညဘက်အိမ်ပေါ်ဓာတ်ကိုတက်ခိုင်းရင်အိမ်မော်ကပြန်ဆင်းလာတာနဲ့ဓာမီကိုရှေ့ကမထိုးနောက်ပြန်ထိုးတာနောက်ကတရေလိုက်လာမှဆိုလို့ဂျပန်ရောက်တော့လေတရေတရင်ဆိုအမြဲနားဆွင့်နေတတ်တဲ့အထဲကျွန်တော်ပါတယ်အထူးသဖြင့်အိမ်ငှားရင်ပေါ့သိတယ်မို့လားဂျပန်မှာကကိုတတ်သေးတဲ့ဖြစ်ရပ်တွေကအများကြီးမို့လားအိမ်တစ်ခါပြောင်းကနေရင်အဲ့ဒီအိမ်ရဲ့ရာဇဝင်ကိုစုံစမ်းထောက်လှမ်းရတာအလုပ်တစ်ခုကျွန်တော်တို့မျိုးလေးကကျင်းတော့စုံစမ်းရတာလွယ်တာပေါ့အဲ့ဒီအိမ်မှာအရင်ကဘယ်သူနေဘူးလဲဇုံတွဲလားတယောက်သေးလားမိသားစုလားအရင်လူတွေကဒီအိမ်ကနေဘာလို့ပြောင်းသွားကြတာလဲရက်ဝေးကိုပြောင်းသွားတာလားအနီးကိုပဲလားအလုပ်အသစ်ပြောင်းလို့ပြောင်းသွားတာလားအိမ်လာစာဈေးကြီးလို့လားစသဖြင့်ကျွန်တော်အတွေးတွေကဖူဂျီတောင်ထိပ်ကတိတ်နေလို့မဲမောင်ကြိုက်ခဲလို့โอเคပြီစိတ်ချရပြီအားလုံးကင်းရှင်းတယ်ဘာရသွင်းအရှုပ်ချင်းမှမရှိဘူးဆိုတာသိကြမှအိမ်ပြောင်းတာစပေါ်ဘလောက်ပေးရတရေရသွင်းမရှိတဲ့အိမ်ဆိုရင်နေဖို့ရွေးချယ်ပြစ်လိုက်တာပဲပြီးခဲ့တဲ့ဆောင်းရသည့်ပိတ်ရက်ရှိတုန်းကကျွန်တော်အိမ်ကိုတငယ်ချင်းတယောက်လာလဲတယ်သူကအိုဆာကာမှာနေတာအလောက်ကကားဆက်ရုံအရင်ကကျွန်တော်နဲ့အလောက်အတူတူပဲနောက်မှအိုဆာကာကနိုင်ကြီးပုံများတာမို့ပြောင်းသွားခဲ့တာမင်းအိမ်မှာတရေတော့မရှိဘူးမလားသူကအိမ်ထဲဝင်ချင်းဖနှက်ချွင်ရင်မေးလိုက်တာကြောင့်တရေအကြောင်းကိုမေးထားတဲ့ကျွန်တော်လန့်သွားတယ်မရှိပါဘူးကွမင်းကလည်းရောက်တာနဲ့လောက်ပြီလို့ကျွန်တော်ကပြန်អော်လိုက်တော့သူကရေရင်ပြန်ပြောတယ်ခုတလောတရေချောက်တဲ့အကြောင်းနေခဏကြားနေရလို့ပါကွာတဲ့လီတအားတိုက်တဲ့အခါတကားတွေကိုတပြန်းပြန်းလာရိုက်တာကလွဲလို့ဘာသေးမှမရှိဘူးလို့ကျွန်တော်ကမျက်စာပြေးရင်ပြန်ပြောလိုက်တော့ဒီကောင်ငြိမ်သွားတယ်သူနဲ့ကျွန်တော်ထမင်းစားနေတော့အိမ်မော်ကိုလှေကားအတိုင်းပြေးတက်လာတဲ့ခြေတံကိုကြားလိုက်ရပြီးတကားမှာကတ်ထားတဲ့စားတိုင်းပုံထဲကိုစားတစ်ဆောင်ထည့်လိုက်တဲ့အတန်ကြားလိုက်ရတယ်ပြီးတော့ပြန်ပြေးဆင်းသွားပြီးဆိုင်ကယ်မောင်းထွက်သွားတံကိုထပ်ကြားလိုက်ရတယ်ဟာတရေတငယ်ချင်းကပဇာဝရောက်နေတဲ့ထမင်းလုပ်ကိုတန့်ထားလိုက်ရင်ပြောတော့ကျွန်တော်တကူလုံးဖြန်းငနေဖြစ်သွားတယ်လန့်ပြီးနောက်ကူတောင်လှည့်ကြည့်လိုက်မိတယ်ဟာကွာမင်းကလည်းစာဖို့သမားပါဟာလို့ကျွန်တော်ကအော်ပြစ်လိုက်တယ်အဲ့ဒါတရေလီကွာအဲ့ဒါတရေငါတို့ဆိုအဲ့ဒီအတန်ကြားရင်အိတ်မပြောတော့ဘူးဟင်းဘာလို့လဲဟာမင်းဟာကအထူးဆန်းလို့ကျွန်တော်ကအံ့ဩတကြီးမေးလိုက်မိတယ်သူကကျွန်တော်ကိုအတီပေါက်ကြီးနဲ့ကြည်ရင်ပြောတယ်မင်းလည်းဂျပန်ရောက်နေတာကြာပြီအခုထိအထူးပါနားမလဲဘူးအဲ့ဒီလိုစာရေးရောက်လာရင်ရေပိုးလားဂက်စ်ဖိုးလားမီးပိုးလားထကြည့်ရတာလေကွာအေးလေကွာသူ့အိမ်နေပြီးတုံးနေမှာတော့ပေးရမှာပေါ့ဟာလို့ကျွန်တော်ကပြောလိုက်တော့သူကရဲတယ်အဲ့ဒါဒီဆိုဘာမှဖြစ်ဘူးကွာတရေကြီးကစာဆိုမင်းဘယ်လိုလုပ်မလဲဟာကွာပေါချာဘေးကတရေကြီးကစာလာရမှာလဲကွာလို့ကျွန်တော်လဲအော်ပေးလိုက်ပြန်တယ်အေးကွာမင်းကအရေးပြအောင်လည်းမရဘူးတရေကြီးကစာဆိုတာရက်ွက်ယုံကစာကွာအခွန်ဆောင်ခိုင်းတဲ့စာတကယ်တရေကအိမ်ပြောင်းလို့ရသေးတယ်အဲ့ဒီအခွန်တရေကမင်းအိမ်ပြောင်းလဲမင်းလိပ်စာတိုင်းလိုက်လာမှာငါတို့ဆိုစာရိုက်ပုံနဲ့စာထက်သွားတယ်ကြားရင်တရေစီကလာတဲ့စာရွက်လားထမကြည့်ရမချင်းအိမ်မပြောတော့ဘူးမောင်ကြီးမတိမချင်းတွေးကြောင်နေတာဟာသူပြောမှပဲကျွန်တော်လဲသဘောပေါက်တော့တယ်ဂျပန်မှာနေရတဲ့လူတွေရဲ့အခွန်ဆောင်ရတဲ့ဘဝကိုတင်စားချက်ကြီးကလန့်เสียတရေစီကစာတဲ့ဒါနဲ့ခမရတို့စီရောတရေစီကစာလာဘူးလားလူခ